ဝေပုံးလားတောင်ထက်ရောက်ပြီဆိုဒီမှာဂျိန်းတန်ပဲစတွေ့ပါပြီဟိုဘက်အောက်မှာဂျိန်းတန်ပဲတခုကျန်ခဲ့တော့ဒီမှာဂျိန်းတန်ပဲဂျိန်းတွေကတော့ပတ်စံချမ်းသာတဲ့ဘာသာရေးအုပ်စုဖြစ်တဲ့ဆိုသူတို့ရဲ့ဖျားကြံနေဒီလိုအဖြူရောင်မာဘယ်တွေနဲ့ပဲစောက်ရဒါကြီးကဈေးကြီးတယ်သူတို့ရဲ့ဖျားကြောင်ရဲ့အတိမဲ့ပြရောက်တစ်ခုကိုအဖြူအောင်နေနဲ့ပဲသူတို့ဒိန်းတံကိုစောက်ပြီးတော့လူတွေပြောတဲ့တက်တပန်ဒီနေရာကိုလမ်းမလျှောက်တဲ့လူတွေထန်းစင်နဲ့တွားရတယ်ဒီလမ်းလေးရတာတက်တပန်ဒီတိုင်ကြီးလေးအောင်ဆင်းနေနေအောင်လူတွေနားခုတဲ့နေရာလေးဂျိန်းဖျားကြောင်ကစောက်ပြီးထားတယ်ဒီမှာလူတွေနားခုပဲဈေးတွေဝယ်လို့ရတယ်ဘာကားက